အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာသူရပါထွေထွေယောဂကုဆရာဝန်ပါကျွန်တော်ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာပေးဗီဒီယိုတွေမျှဝေပေးနေရရှိတယ်လာပြီးတော့ကြည့်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ကြည့်တဲ့သူတွေထဲမှာလည်းကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဘုဒ္ဓရာတွေကိုမေးမြန်းဆွေးနွေးလို့ရရှိလို့ရှိရင်တော့ comment မှာမှန်ခဲ့လို့ရပါတယ်ကျွန်တော်ရှေ့ရက်ထဲမှာလည်းဗီဒီယိုတွေတင်ခဲ့တာမျိုးရှိတယ်အဲ့ဒီမှာပေါ့နော်ဒီbite out တာပေါ့နော် bite out တာတို့ခါနာတာတို့အဲ့လိုမျိုးမှာစီးစက်တွေကြိုက်တယ်စီးကျင်စီးအောင်တယ်စီးသွားခတ်တယ်ပေါ့နော်ပြီးတဲ့အခါကျတော့ချမ်းတုံပြီးဖျားတယ်ဖျားတာအပြင်ကိုပေါ့နော်စီးသွားရင်အနေပါတယ်အဲ့လိုလူတွေရှိလို့ရှိရင်တော့ကျွန်တော် comment မှာချတာပေးတဲ့ဗီဒီယိုလေးကိုတွက်ကြည့်ဖို့လိုမယ်ဘာကြောင့်လဲဆိုတော့ဒါကစီးကြောက်တယ်တာဖြစ်နိုင်တယ်စီးကြောက်တယ်တာကတကယ်တမ်းတော့အရေးကြီးတယ်တေချာကုလို့ရတယ်တေချာမကုဘူးဆိုလို့ရှိရင်ကျတော့ဒီကြောက်တွေကစီးလမ်းကြောင်းမှာပိတ်ပြီးတော့မှကြောက်ကက်ပြတ်တဲ့အထိကိုဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့စီးကြောက်တယ်တာနဲ့ပတ်သက်ပြီးတော့ပိုသိအောင်လို့ကျွန်တော် comment မှာချတာပေးတဲ့ဗီဒီယိုလေးကိုတွက်ကြည့်လို့ရပါတယ်ကျမကြီးနဲ့ပြတ်သက်တဲ့အသိပညာဘုဒ္ဓရာတွေကိုသိကျင်တာပဲဖြစ်ဖြစ်ပေါ့နော်မေးကျင်တာပဲဖြစ်ဖြစ်ရှိလို့ရှိရင်လည်းမှန်ခဲ့ပြီလို့ရတယ်ကျွန်တော်ပြောပြနေတဲ့ဗီဒီယိုတွေကအသိပညာဘုဒ္ဓရာတစ်ခုခုရမယ်ဆိုလို့ရှိရင်လည်း comment မှာမှန်ခဲ့ပြီလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်